နင်းနဲ့ငါနဲ့တွဲခဲ့တယ်ဆိုတာငါကောင်လေးနဲ့စင်မပြေတော့တွဲခဲ့ဆိုတာနင်းသိသားပဲအခုငါကောင်လေးနဲ့စင်ပြေသွားလို့ငါကောင်လေးစီငါပြန်သွားတာငါဘက်ကမှားလား ဒါဆိုငါဘာလို့ရမှာလဲ နင်းလည်းနောက်တော့ရှာပြီးတော့တွဲလိုက်ပေါ့ ဟဲ့ရကပါဘူးပထမဆုံးရောက်ဖို့တဲ့လူကဘယ်သူလဲကွာ ခင်ဗျဘာကြီးလာမေးနေတာလဲဗျ မမေးတာပြည်လားမရကပါဘူးပထမဆုံးဘယ်သူရောက်ဖို့တော့ နေရစတောင်း ဒါနဲ့ဒုတိယရောက်ဖို့တာ ခဏနေဦးဗျဒုတိယယောက်ကကျွန်တော်စဉ်းစားလောက်ပဲ စဉ်းစားမနေနဲ့အချိန်ကုန်တယ်ဒုတိယနေရလို့ဘူးမစိတ်ဝင်နေတာဘူး ဟာ ဒုတိယလူပြင်းနေပြီးဆုံးသွားမင်းလည်းစုလည်းများလေချိန်နေပြီဆိုတော့ပြန်သွားရတော့မယ် ဒီပစားကိုပိတ်တာလားဟိုဒါနဲ့ညီမကောင်းလေးရှိလား စိတ်တင်ပြင်းရှေ့တော့လုံးဝ မောင်လေး ခင်ဗျာ မိုင်းရလေဆိုင်ကိုလေစနေအိတ်လောက်လာပို့လိုက်ပါတဲ့မလိုက်လို့ကြည့်တယ် ဟုတ်ကဲ့မိုက်ကျွန်တော်ခဏနေရတော့ပို့လိုက်မယ်နော် မိုင်းရမလိုက်သေးတယ်ဟုတ်ဆန်ကိုမဲပါတဲ့အိတ်ကလေးမှလို့တင်တာတဲ့ မဟုတ်လေမိုက်ခိုင်းတယ်ကစားမပါဘူး မိုင်းရမလိုက်တော့မဲပါတဲ့အိတ်မှလို့တင်တာတဲ့မဲပါတဲ့အိတ်လေးတော့လာပို့ပေးနော်မောင်လေး ဟုတ်ကဲ့ရတယ်ကစားမပါတဲ့အိတ်ကိုသွားပို့လိုက်မယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ပါဟေးမလေးဟုတ်တယ်ညီမလေးကလေရင်းတော့ကိုကြီးကအမေကကွန်းလာဝင်စားနေတယ်ဆိုင်းဆီယမ်မလေးလား ကိုရကုန်းလိုက်ချာ ဟုတ်တာဗောကိုကြီးကစကိုင်းမလေးလမ်းမှာရင်းတော့ကွန်းရောင်းခဲ့တယ်လူမျိုးကြီးငါထမ်းဆိုကိုကြီးအစ်စ်ပဲအဲ့ဒါညီမလေးကဒီမနေတာ ဟုတ်တယ်ဒီဘက်ကိုပြောင်းလာအတိတ်တော့မဖြစ်ချင်လို့လေ အဲ့ဗောကိုကြီးကအားပေးတော့လေ မလေးကိုဖုန်းဖြစ်လိုက်ပြီးကောင်းလေးနဲ့ပြတ်သွားပြီခင်ဗျာကိုယ်မစားတော့ ဟုတ်လေကောင်းလေးနဲ့ပြတ်သွားတာနဲ့ကိုမစားတာနဲ့ဘာဆိုင်လဲလို့ တက်တဲ့နေရာတွေလည်းရက်လိုက်ပြီးကျန်တဲ့နေရာတွေလည်းထွက်လိုက်ပြီ အဲ့ဗောမဟုတ်လေဒါမဲ့ကိုကြီးကိုမအောင်တော့ကိုကြီးဆန်ရောင်းနေတာဆန်လေးအားပေးတော့ နေ့ပြန်ကိုမင်းနဲ့မှသွားခြင်းလို့သမီးရဲ့ဟင်းလေးနဲ့မှစားခြင်းလားမင်းဘာခင်းမတင်လို့ခင်းမပိုင်စားလို့ဝင်ပါဘူး ဒါမဲ့ဝါလေးညီမလေးဒီကောင်ကဟင်းရေလို့တိတ်မလားဟဲ့သူကရွှေဘိုကိုဆန်းအရင်စားကောင်းတာအဆန်းမပြောချင်မချန်တို့တွေပါလေရှိတယ်ညီမလေးဟဲ့တကုတ်ကိုလေတော့ ထင်းလိုက်ပါဆန်နှစ်ခုလောက်အသေးဆူရအောင်တကယ်ချစ်ပြီးတော့သွား နှစ်ခုဟုတ်မလေးလိုလိုမေမေတပီးလောက်ဝေသွားပါလား ရှင်ပန်ထဲမှာတန်ရရများနေလို့သိသိထားရမယ်ရာဆိုဘယ်ရမှမလို့ကျွန်တော်ပါအခုရပိုင်စီလို့ရရင်တော့တရက်စာပဲဝေးတော့ ဟုတ်တယ် ဆမ်မလေးကတော့နေ့တိုင်းဈေးကိုထွက်နေရတော့မှာရပါတယ်အားပြည့်နှစ်ပူလောက်အားပေးတာကိုပဲကျေးဇူးကြပါတယ် ဘယ်လောက်လဲကို ပုံမှန်ဆိုတော့ညီမလေးတပူကို1200နှစ်ပူဆိုတော့2400ပေါ့ဒါပေမဲ့ကိုညီမလေးကျတော့ကိုကြီးက2000နဲ့ပေးလိုက်အရှုံးခံပြီးတော့ပေးလိုက်နောက်လေဒါအားပေးကိုကြီးကညီမလေးဝေတယ်ဆိုရင်ကိုကြီးအမြဲတမ်းလို့အရှုံးခံပြီးတော့ရောင်းပေးပါ ကျေးဇူးတင်ကိုချစ်သူတလေးလည်းမမြင်ရပါစေနော် အဲ့ပေါ့စုမပြေလေစုပေးတဲ့လူကဖြည့်ဆည်းပေးလို့ရပါတယ်ကိုကြီးစိတ်မဆိုးတော့ဘူး ဟုတ်တော့ပြည့်လာပါ ဒါပေါ့ခင်ဗျညီမလေးကလေတရက်ကိုဆန်တော့ဒီခုနှစ်ပူးစားတယ်ကိုကြီးတော်မှနေ့ညပုံမှာတပူးပဲကုန်တာလေမလေးတို့စားနိုင်တာ မလေးကနည်းနည်းလေးစားပါမလေးအခုယူထားတဲ့အမျိုးကတားစားကြည့်ရလေနောက်လေကိုကြီးစီလာဝဲဦးမနော်ကိုကြီးလို့ဆိုင်ဈေးချိုတာပဲခေါ်လိုက်ယူမယ်နော်တတ လိမ့်နာသားမလမ်းရှိတာပြောမစိုးဘူး